ဝက်ကလေးတွေတခါအိပ်ပျော်သွားပြီဆိုရင်နှိုးဖို့ဘာလို့ဒီလောက်တောင်ခက်ခဲရတာလဲတိကျလားဗျာဝက်ကလေးနှစ်ရွက်ကိုဆွဲနောက်ခြေထောက်တွေကိုဆွဲလန့်လို့ရင်တောင်လုံးဝကိုတုံ့ပြန်မှုမရှိတဲ့လောက်ပါပဲဗျာနှစ်ချက်သုံးချက်လောက်ရိုက်ကြည့်ရင်တော့ကြောက်တုံးကြီးလိုကိုအိပ်ပျော်နေတော့မယ်ဗျာမူးမေလဲနေတယ်လို့တောင်ထင်ရပါတယ်နော်အိတ်ချင်ရောက်ဆောင်တာလို့ထင်ရင်တော့တကယ်ကိုစိတ်သက်ပြင်းတဲ့ကောင်လေးတွေပဲလို့ပြောရမှာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့လေသူတို့ကအိတ်ချင်ရောက်ဆောင်တာလုံးဝမဟုတ်ပါဘူးနော်လေးလာမှုတွေအရသိရတာကတော့ကြီးထွားဖွံ့ဖြိုးဆဲဝက်ကလေးတွေဟာနေ့စဉ်အိတ်ချင်များကြီးလိုအပ်တယ်လို့ဆိုပါတယ်ဗျာအချို့သောဝက်ကလေးငယ်လေးတွေဆိုရင်တစ်နေ့ကို16နာရီကနေနာရီ20အထိတောင်အိတ်နိုင်ကြတယ်ဗျာအစာစားတာကလွဲလို့ကျန်တဲ့အချိန်အများစုကိုအိတ်ဆက်ခြင်းနဲ့ပဲအကုန်ဆုံးကြပါတယ်ပို့တငယ်ချင်းတွေလိုပဲပေါ့နော်သူတို့ကလျင်မြန်စွာကြီးထွားနေကြတာဖြစ်လို့ဝက်ကလေးတွေအနေနဲ့မှန်ကန်နဲ့အရေးသွေးမြင့်မားတဲ့အိတ်ဆက်ခြင်းကိုများဆဆလိုအပ်ပါတယ်ဗျာအဲ့ဒါကြောင့်မို့သူတို့ကမကြအာခဏဆိုသလိုနှစ်ချိုက်အိတ်ပျော်သွားတတ်ကြတာပါတယ်ဒီလိုနှစ်ချိုက်အိတ်ဆက်နေတဲ့အချိန်မျိုးမှာဆိုရင်သူတို့ရဲ့အုံနောက်လှုပ်ရှားမှုတွေနှေးကွေးသွားပြီးတော့ခန္ဓာကိုယ်တွေကလည်းတအားကိုပြေးရော့သွားတယ်ပတ်ဝန်းကျင်ပေါ်တုံ့ပြန်မှုတွေကလည်းအများကြီးကိုနှေးကွေးသွားပါတယ်ဗျာဒါကြောင့်မို့အပြင်ကနေတသားလေးလှုပ်ဆော်တာမျိုးလောက်နဲ့သူတို့ကိုနှိုးဖို့ရမလုံလောက်တော့ဘူးပေါ့နော်ဒါပေမဲ့လို့သူတို့ရဲ့အိတ်ဆက်ခြင်းကိုခဏအနှောက်ယှက်ပေးတာတော့မကောင်းပါဘူးနော်အိတ်ရည်ပြတ်တာမျိုးတွေဖြစ်လာရင်တော့သူတို့ရဲ့ကြီးထွားမှုကိုနှောင့်နှေးစေနိုင်တယ်လို့ဈေးကွက်ထဲရောက်တဲ့အခါအလေးချိန်ကိုပါလျှော့ချစေနိုင်ပြီးတော့ဒါကတော့အကျိုးအမြတ်တွေကိုတွဲဝိုက်ပြီးထိခိုက်စေနိုင်တာပေါ့နော်